ကလေးလေးလားကိုကကလေးလေးကိုအရန်လွန်းနေတာအေးပါဦးကျွန်တော်ဥတွေပြောင်းနေပြီအမေသမီးနဲ့ကျွန်တော်နဲ့လက်ထပ်ခွင့်ပြုပါမလား ငါသဘောမတူဘူးအခုချက်ချင်းငါအိမ်ထဲကထွက်သွားကန် ယောမမစီသွားမယ်အဖေကိုလည်းဂယုမဆိုင်ဘူးဒါပေမဲ့အိမ်မြန်ရောက်တော့တေပြီ အဖေကြော်ကြီးမွေးနေ့ပွဲကိုသွားလို့ရမလားဟေးဘာမှသွားဖို့စိတ်မကူးနဲ့အိမ်မှာပဲနေ It is a beauty ကိုကိုရှင်ကျမကိုလက်ထပ်ရမယ်ကိုကိုကလေးအတွက်ရှင်တာဝန်ယူရမယ် အာကိုကဲကြပါဦး အာဟူးယေ စိုက်ကငါပါယောနောက်မှပြန်ပေးမယ်ယောမမနဲ့တွေ့ဖို့သွားမလို့ ဘွားမှာဒီလိုပျော်ရွှင်မှုတွေရှိနေတာမင်းကြောင့်ပဲ